ဟင်္ဂလန်ချောက်ကိုဒီတိုင်းပုံမှန်ဆက်တာတစ်ဆိုင်ရင်နည်းနည်းအစမ်းထွင်ပြီးဆက်တာမှာပို့ပြီးခိုက်တယ်လို့ထင်တဲ့ညီကိုတို့ဒီမှာနီးလာလေးနှစ်ခုကျွန်တော်ဆရာကြီးလုပ်ပေးလိုက်မယ်နောက်ဒီမှာကျင်တော်ကျိုးကိုလည်းပုံမှန်ကျွန်တော်တို့ကျင်တော်လေးဆောက်ပြီးဖြတ်လိုက်ရင်ရပြီဘယ်လိုဆိုလိုက်ရပြီအဲ့လိုမျိုးမဟုတ်ပဲလေဒီမှာနည်းနည်းလေးအစမ်းထွင်ပြီးဖြတ်လာတာဒီမှာโอเคဒီကောင်ဆိုရင်တော့ကျွန်တော်တို့ဝယ်လေးဆိုတဲ့မျက်နှာစာနည်းနည်းများသွားမယ်ဒါကြောင့်ပို့ပြီးခိုက်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီကောင်လည်းအဲ့လိုပဲပုံမှန်တိတ်ဆော်တိုင်းလို့ရတယ်ဒါပေမဲ့ပို့ပြီးခိုက်အောင်လို့ဆော်ချင်တဲ့ညီကိုလေးစီမှာပါတချို့လူတွေတောင်းပါတယ်ဒီနေ့တန်းလေးတောင်းပါเนาะအဲ့ဒါကြောင့်ကျွန်တော်ဒီမှာဆရာကြီးလုပ်ပေးလိုက်ဟောလို့ဘယ်လိုလဲတချို့နေရာဆိုရင်ဒီဗျားတွေပေါ့เนาะဗျားတွေညာဆိုရင်ဒီတိုင်းတိတ်ဆော်ဆိုမခိုက်ဘူးလို့ထင်ရင်တော့ဒီနေ့တန်းနဲ့တောင်းလို့ရတယ်ခေဒါဆိုရင်လည်းအဆင်ပြေပြီเนาะညီကိုလေးအဆင်ပြေမယ်လို့ထင်ပါတယ်